င်ချဖြတ်အဲ့လေဗျိုင်းဖာဖို့တိတ်သုံးတန်ကြို့တဲ့မြို့ပေါက်ကနန်းဆံဘရင်နော်ထားဘရင်မင်းမြတ်ကတထုံသူရွှေကြုတ်ထဲဝင်ပြီးဘောက်စင်ထိုးရမလားလို့အဲ့လေလူပြိုစကားပြောရမလားလို့တခါတည်းလှမ်းနဲ့ထိုးလိုက်တာလူမထိုးမိဗိုက်ထိုးမိတာနဲ့အေးနှောင်ကျိုးထိုးမိတာနဲ့လန်ကောက်ပြီးတယောက်ချင်းထွက်လာခဲ့တယ်ထမင်းကလည်းမစားရပေါင်မုံကလေးအလုံး40ကျော်စားပြီးရှောက်လာခဲ့တာဝမ်းထဲကဟာတာရှိလိုက်ပါပြီတော့တယ်သို့တော်လည်းပဲရှေ့ကကြောင်းနဲ့ကန်းနဲ့တူရဲ့ကြီးစီတန်ကြားရဧကန္နာကြီးစီတန်ခေါင်းလောင်းတန်ကြားတော့ကစော်ဆိုင်ပဲတဲ့ကြောင်းမဲ့တဲ့သမင်းကြံဟင်းကြံကလေးများတောင်းရအောင်အပန်နားထောင်အောင်မယ်လေဘုသူတော်ကြောင်းခောက်တယ်ဘုသူတော်ကြောင်းခောက်တယ်ဟာတော့ဖေရမာတော့ကြောင်းခောက်တယ်မကြောက်ဘူးလားလာခဲ့ကြားတော့ကြားတာပဲမအားလို့ဘာလို့နေတော့အရက်ချက်နေတယ်အမလေးကြီးသားမောင်ဗျာငါကြောင်းနာမည်ပြောက်တော့ကလားကိုတော်ပဲမနေ့ကတုန်းကချက်ဦးကြီးပြုတ်စားနေအမလေးသားအနေကဘာလို့ကြက်မကြီးဒဏ်ရာမရှိဘဲနဲ့ရောင်ဆက်လာသလိုအနို့ဒါပဲကိုတော်ကဒီကြက်မကြီးချက်ကျွေးရမယ်ဆိုမဒါဓမ္မရဲ့အရာကိုဖန်တန်ပြည့်နေတာပဲအမေဒါတဲ့စကားမစခေါင်းရင်းကကြောက်ချင်းသူကိုတော်လေးကိုတော်အစိတ်နဲ့ပေါင်းထားတာမရွရသေးဘူးအခုဘာလို့လူကြားမယ်လက်မပြောက်သွားပြီအမေလေးကြာဘိုးသူတော်ဘုရားဒီကနေ့ဘယ်ချိန်ရှိပြီလဲခုအချိန်2ပိတ်တခွဲလောက်ရှိပြီဗျာအဒီချိန်မေးတာမဟုတ်ဘူးဘယ်နာကြီးထိုးမလဲလို့မေးတာအော်6